အားလုံးပဲမင်္ဂလာပါခင်ဗျာ What's Spoiler မြန်မာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တရိတ်ဆန်မျိုးတော်ကြီးရဲ့လှုပ်ဝက်ဆန်းကျဲတဲ့ရာဇဝတ်မှုကြီးကိုအလွဲပေါင်းစုံနဲ့လိုက်လံဆောင်ထောက်ရမယ့်ကဘာကျော်တဲ့နီကာတွန်းကားကြီးစုတစ်ပြားကိုအနှစ်ချုပ်ပြန်ပြောပြသွားမှာဖြစ်ပါတယ်ဇလန်အစမှာတော့ Judy House လို့ခေါ်တဲ့ဆွဲကောင်းကောင်းယုံမလေးတစ်ကောင်ဟာတရိတ်ဆန်မျိုးတော်ဇူတစ်ဖြစ်မှာပထမဆုံးယုံရဲမေဖြစ်လာဖို့ကြီးမားတဲ့အိမ်မက်ရှိခဲ့တာပေါ့သူမရဲ့မိဘတွေကတော့တမီးရဲ့ယုံဆိုတာမုံလာဥဆိုင်ပြီးအေးအေးဆေးဆေးနေရတာလို့တားကြပေမဲ့ဂျူဒီမလေးကတော့နွားတိုးကြီးတွေကြားကြီးတွေကြားထဲမှာအပင်ပန်းခံရဲတင်တန်းတက်ပြီးထိတ်ဆုံးကအောင်မြင်ခဲ့ပါတယ်ဒါပေမဲ့မြို့တော်ကိုရောက်တော့ရဲချုပ်ကျွဲကြီးကသူမကိုအထင်သေးပြီးရာဇဝတ်မှုနှိမ်နင်းခွင့်မပေးဘဲလမ်းဘေးမှာကားတံငွေဖြတ်တဲ့အလုပ်ခွဲပေးပါတော့တဲ့ဂျူဒီမလေးခများယူနီဖောင်းမိုက်စားကြီးဝတ်ပြီးလမ်းဘေးမှာစက္ကန့်ပိုင်းအတွင်းဒံငွေလိုက်ဖြတ်ရတဲ့အလုပ်ကိုပဲမျက်ရည်ဆန်းဆန်းနဲ့လုပ်ကန်ရရှာပါတယ်ဗျာအလုပ်လုပ်နေတဲ့ပထမဆုံးနေ့မှာတင်သူမဟာရေခဲမုံဆိုင်မှာပတ်စံမရှိလို့အခက်ခဲကြုံနေတဲ့အနစ်ဝိုင်းလို့ခေါ်တဲ့ချစ်စရာမြေကွေးတစ်ကောင်ကိုတနာလို့ဝယ်ကျွေးပြီးဝိုင်းကူညီပေးခဲ့ပါတယ်ဂျူဒီမာလေးကတော့ငါတော့ရဲမေကောင်းပြီးသားပြီးဆိုပြီးကိုဂုံယူနေတာပေါ့ဒါပေမဲ့အလွဲကအဲ့ဒီမြေခွေးကြီးဟာတာမန်မြေခွေးမဟုတ်ပဲညံများတဲ့လမ်းဘေးလူလိန်ကြီးဖြစ်နေတာပါပဲနှစ်ခါဂျူဒီဝယ်ကျွေးတဲ့ရေခဲမုံကြီးကိုအရေးဖြောပြီးမှကြွက်ကလေးတွေအတွက်ရေခဲချောင်းအသေးလေးတွေပြန်လုပ်ပြီးတစ်ချောင်းကို$2နဲ့လိုက်လံလိမ့်လဲရောင်းချနေတာကိုဂျူဒီတယောက်တွေ့သွားပါတော့တယ်ဂျူဒီကသူ့ကိုမင်းကိုလူလိမ်မှုနဲ့ဖမ်းမယ်လို့ကြိမ်းမောင်းပေမဲ့ညံများတဲ့မြေခွေးကြီးကအခွန်ရှောင်တဲ့ဥပဒေကြောင်းအရလွတ်အောင်ရှောင်ကွင်းပြီးယုံကလေးရဲ့မုံလာဦးပဲပြန်သွားဆိုင်ပါဆိုပြီးတမင်တက်လောင်ပြောင်ပြီးထွက်သွားလို့ဂျူဒီတယောက်နေရွက်ကြီးတွေကြကြံရတော့အောင်အဆက်ကွဲရရှာပါတယ်ဗျာတနေ့မှာတော့မြို့တော်တွေကတားရဲတရိษံ14ကောင်စက်တိုက်ပြုံးစားကြီးပျောက်ဆုံးနေတဲ့အမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီးဂျူဒီဟာရဲချုပ်ကြီးစီကနေအဲ့ဒီအမှုကိုဖော်ထုတ်ဖို့အခွင့်အရေးကံကောင်းစွာရခဲ့ပါတယ်ဒါပေမဲ့ရဲချုပ်ကြီးက48နာရီ2ရက်အတွင်းမှာအမှုမဖော်နိုင်ရင်ရဲအလုပ်ကနေချက်ချင်းထွက်ရမယ်ဆိုပြီးအကြက်ကင်လိုက်ပါတယ်ဂျူဒီဟာမြို့ထဲမှာမျက်စိအချက်လက်အစုံဆုံးဖြစ်တဲ့လမ်းဘေးလူလိမ်မြေခွေးနစ်ကိုသူ့ရဲ့အခွန်ရှောင်တဲ့လှုပ်ဝက်ချက်တွေနဲ့ပြန်လဲအကြက်ကင်ပြီးအတင်းအဓမ္မအမှုကူလိုက်ခိုင်းပါတော့တယ်အဲ့ဒီမှာသူတို့နှစ်ယောက်ဟာပျောက်ဆုံးနေတဲ့ကားနံပါတ်ကိုရှာဖို့အတွက်ကားမပုံတင်ဌာနကိုရောက်သွားခဲ့ပါတယ်အလွဲကတော့အဲ့ဒီဌာနကဝန်ထမ်းတွေအားလုံးဟာကမ္ဘာအနည်းဆုံး slouch ကြီးတွေဖြစ်နေတာပါပဲနက်ကတမင်တက်ဟာတာတွေပြောပြလို့စပားအောင်ကောင်ကြီးကတလုံးချင်းရေမောနေတာနဲ့တင်ဂျူဒီမလေးခများစိတ်တူလွန်းလို့တွေးတက်မတက်ဖြစ်ရရှာပါတယ်ဗျာသူတို့နှစ်ယောက်ဟာအချိန်လူပြီးစုံထောက်ရင်းကနေနောက်ွယ်ကထိတ်လန့်စရာအန္တရာယ်ကြီးတစ်ခုကိုသိရှိသွားကြပါတယ်။အဲ့ဒါကတော့မြို့တော်ထဲကယဉ်ကျေးပြီးသားတာရဲတရိษံတွေဟာညအော်တန်လို့ခေါ်တဲ့လှုပ်ဝက်အစိပ်ပဲတစ်မျိုးကြောင့်စိတ်တစားစိတ်တွေဝင်လာပြီးရှေးဦးခေတ်ကလိုရက်ဆက်ကြမ်းတမ်းတဲ့တော်ရန်တရိษံအဖြစ်ပြောင်းလဲကုန်ကြတာဖြစ်ပါတယ်။ပိုပြီးဆိုတာကဒီအကြံစီရဲ့နောက်ွယ်မှာတာရဲတွေကိုမြို့ပေါ်ကမောင်းထုတ်ပြီးမြို့တော်အာဏာကိုတိမ့်ပိုက်ခြင်းနဲ့အေးအေးဆေးဆေးပုံစံနဲ့တိုးမလေးဒုတိယမြို့တော်ဝန်ကချိုးချံကောက်ကျစ်စွာကျိုးကင်နေတာကိုသူတို့လှုပ်ဝက်တက်ခွဲခန်းထဲမှာရှာဖွေတွေ့ရှိသွားပါတော့တယ်။ဇက်သိန်းခန်းမှာတော့တိုးမလေးဟာနစ်ကိုတားရဲစိတ်ဝင်အောင်တနတ်နဲ့အစိပ်ပန်းရည်ပစ်ထည့်ပြီးဂျူဒီကိုကိုက်ခိုင်းဖို့ကြိုးစားခဲ့ပါတယ်။နစ်ကြီးဟာမျက်လုံးတွေနီမြန်းလာပြီးဂျူဒီကိုဟိတ်ဟောက်ပြီးအတင်းလိုက်ကြိုက်တာပေါ့တိုးမလေးလဲငာနိုင်ပြီးဆိုပြီးဝမ်းတာနေတဲ့အချိန်မှာအလွဲကစားတာပါပဲ။တကယ်လက်တွေ့မှာတော့ညံကြီးရှင်နစ်နဲ့ဂျူဒီတို့ကကြိုတင်တွက်ချက်ပြီးတနက်ထဲကအစိတ်ဆေးတောင်ကိုဘလူးဘယ်ရီတီနဲ့အစားထိုးလဲထားလို့နှစ်ယောက်သားတမင်တက်ရုပ်ရှင်ဆက်ဆံတရုပ်ဆောင်ပြပြီးတိုးမလေးရဲ့ဝန်ခံချက်တွေကိုအတန်ဖန်းဆက်နဲ့ဖမ်းယူကရဲတပ်ဖွဲ့နဲ့အတူအမိအယဖမ်းဆီးနိုင်ခဲ့ပါတော့တယ်နောက်ဆုံးမှာတော့မြို့တော်ကြီးဟာပြန်လည်အေးချမ်းသွားခဲ့တယ်လို့လမ်းဘေးလူလိမ်မြေခွေးကြီးနစ်ခလဲဂျူဒီရဲ့အကူအညီနဲ့ဇူထော့ဖျားရဲ့ပထမဆုံးမြေခွေးရဲ့အရာရှိကြီးဖြစ်လာပြီးနှစ်ယောက်သားပျော်ရွှင်စွာလက်တွဲကမောင်းရင်းဇလန်းလေးကပြီးဆုံးသွားပါတော့တယ်ဗျာကဲညံများတဲ့မြေခွေးနဲ့ယုံရဲမေတို့ရဲ့ recap ဗီဒီယိုကိုသဘောကျရင် like နဲ့ follow လေးလုပ်ခဲ့အောင်တော့နောက်ထပ်ဘယ်လိုဇာတ်ကားမျိုးကြည့်ချင်လဲ comment မှာမှန်းခဲ့ပါဦး